ဤတော့ဇဝင်းမှမတဲ့တမီအောက်စင်းတဲလေးအောက်စင်းဘိန်မာတယ်တဲလေးအောက်စင်းအောက်လေးစင်းတဲအောက်စင်းအေးလာမပြီးကျွေးမယ်ဒီဘက်လားရှစ်ဒီဘက်လားချစ်စရာလေးဤတော့ရဲ့ဤတော့မျောနေရုပ်လေးကြည့်ပါဦးဘေဘီလေးမော်ဒီလောက်ကတော့ဤတုံထက်ဘယ်လောက်သေးလဲနော်လေးကထင်းကြီးစတော်ဘယ်ရီတောက်တာပကုံးတစ်ဖက်ရှောနဲ့ပြားကလောင်ပြားလက်ချောင်းချော့စားမယ်နော်ဤတုံတစ်လုံးမမောင်လေးတစ်လုံးဆိုရင်ဤတုံကမမောင်လေးစားချင်ဆိုရင်လာပြီးတော့ဟိုကဖြစ်တည်းချောလိုက်တာသမီးရဲ့အကြီးတယ်လေးအမေအမောပြေလေးဘယ်နှစိတ်ရှိသွားရလို့ဤတော့၄စိတ်လားတစ်လုံးကဒါပဲကျန်တော့ချမ်းဟာနှစ်ချက်ကြိုက်ပြီးဂလူးဂလူးနဲ့မျိုးချနေတော့အသားကြီးအဲ့ကြောင့်လှနေရလားအမကြီးကအသားကြီးဖြူပြီးတော့ချီညာကုန်ပြီနော်မမောင်လေးစားရင်မစားနေတော့နော်ဤတော့ချစ်စရာလေးပါကျချာကလေးဟိုးမောက်ပြီညမေလို့မေတော့ပြမတာတုံပြီးအောင်စောက်လိုက်ခဏညောဒီမြောင်ကျွေးရဟိုတယောက်စားဒီတယောက်စားခြင်းနဲ့ဤတုံကဒင်းရှစ်စော်ပဲကြတော့မတဲ့လေမော်ဒီစီစဉ်ပေးရလူနှစ်ယောက်မွေးထားတဲ့အတိုင်းပဲတော့မုထုကြီးလဲလို့ကဲဤတော့မှနေမိုးတစ်လုံးကုန်ပါပြီကုန်တော့ချစ်လေးကုန်ပြီတော့ညစာဝိတ်လျှော့တာဟလာသမီးကအတီးနဲ့ချက်သားကြမစားဘူးချက်ချင်